ညောင်ဦးမတလောက်မြို့မှာထွေဦးဝန်ထမ်းလင်များအသက်ခံရမန္တလေးတိုင်းညောင်ဦးမြို့နယ်ငတလောက်မြို့မှာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဝန်ထမ်းမျိုးသားနဲ့ဇနီးဖြစ်သူတို့အသက်ခံခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။အသက်ခံခဲ့ရတဲ့ထွေဦးဝန်ထမ်းဦးတန်းလှိုင်နဲ့ဇနီးဖြစ်သူတို့ကတော်ပြားရွာမှာနေထိုင်ကြပြီးမတ်လ10ရက်ညနေပိုင်းကမြင်မသိလက်လက်ကန်အဖွဲ့တစ်ဖွဲ့ကသူတို့အိမ်ကိုလာရောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အဲဒီနောက်မှာတော့ဒီကနေ့မတ်လ9ရက်နေ့ညနေ3နာရီလောက်မှာအသက်ခံထားရတဲ့ရုပ်လောင်းတွေကိုတွေ့ရှိတာဖြစ်တယ်လို့ဆိုပါတယ်။ဘယ်ချိန်တက်တာလဲတော့မသိပါဘူး။နှစ်ယောက်စလုံးရွာအရှိပဲရာခင်းသားမှာတွေ့တာပါ။နှစ်ယောက်စလုံးဓာတ်တန်ရာနဲ့အသက်ခံထားရပါတယ်။မိန်းမကတော့ဒဏ်ရာပုံများပါတယ်။သူ့မိန်းမကဈေးရောက်ပါတယ်။ဘာလို့တက်တာလဲတော့တေချာမသိသေးပါဘူးလို့ဒေသခံတို့ကပြောပါတယ်။အဆိုပါထွေအုပ်ဝန်ထမ်းဖြစ်သူဦးတန်းလှိုင်မှာဓာတ်တန်ရာ3ချက်နဲ့မျိုးသမီးဖြစ်သူကတော့ဓာတ်တန်ရာ6ချက်ရရှိပြီးတော့တည်ဆုံးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။အလားတူပဲပြီးခဲ့တဲ့မတ်လ6ရက်နေ့ကလည်းညောင်ဦးမြို့နယ်သူကောင်းတဲ့ကျွန်းကျေးရွာကကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းဝေဆိုသူတပ်နဲ့ပြစ်ခတ်ရပြီးဒဏ်ရာရရှိခဲ့ပြီးတော့တားဖြစ်သူကတော့တည်ဆုံးခဲ့တယ်လို့သိရပါတယ်။